အကယ်၍တင်ကငွေဖြူရောင်တွေကိုအိမ်မက်မှတ်မယ်ဆိုရင်တော့စိတ်ချမ်းသာရမယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကောင်းမှုကုသိုလ်တွေလည်းပြုလို့ရတတ်ပါတယ်ဘေးရန်တွေကနေပြီးတော့ကင်းဝေးမဲ့နမိတ်တစ်ခုဆိုရင်လည်းမမှားပါဘူးမင်္ဂလာပါမိတ်ဆွေတို့ရေအိမ်မက်ဆိုတာတကယ်တော့ကျွန်တော်တို့ရဲ့မသိစိတ်ကပေးတဲ့သတင်းစကားတွေပါအဲ့ဒီအိမ်မက်ထဲမှာမှငွေကိုအိမ်မက်မှတ်တာဟာရှေးခင်ကလေးကအယူဆအမျိုးမျိုးအငင်းပွားစရာတွေနဲ့ပြည့်နှက်နေတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်သင်ဟာမနေ့ညကမှငွေကိုအိမ်မက်မှတ်ခဲ့တာလားဒါမှမဟုတ်ခဏခဏငွေတွေကသင်ရဲ့အိမ်မက်ထဲကိုရောက်လာတတ်လားဒါလေးကိုကျွန်တော်ပြောခဲ့ပြီးပါဦးဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြမရိုးရာအိမ်မက်နမိတ်ကျမ်းတွေအရာရောကဘာကျော်စိတ်ပညာရှင်တွေရဲ့အယူဆတွေရပါငွေအိမ်မက်တွေကတင်ဘဝရဲ့ကံကြမ္မာကိုဘယ်လိုမျိုးလမ်းညွှန်နေတယ်လဲဆိုတာကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးတင်ပြပေးသွားမှာပါဒါဟာတင်ထင်သူလိုမျိုးရည်စားရမှာတွေမဟုတ်ပဲတင်ရဲ့ငွေကြေးကျမ်းမာရေးနဲ့အန္တရာယ်တွေကိုပါကြိုတင်သတိပေးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်မြန်မာလူမျိုးတွေအတွက်ငွေအိမ်မက်ဟာအလွန်အရေးကြီးတဲ့နမိတ်တစ်ခုဖြစ်ပါတယ်ရှေးလူကြီးတွေလက်ဆင့်ကမ်းခဲ့တဲ့အယူဆတွေကအဖြစ်များဆုံးအချက်တွေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဗျာနံပါတ်1ငွေပတ်တာဒါမှမဟုတ်ငွေခွေတာမျိုးတွေကိုအိမ်မက်မှတ်တာပါဒါကတော့အားလုံးသိကြတဲ့အတိုင်းအိမ်တောင်ဘက်ရတတ်တဲ့နမိတ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့တေချာခွဲခြားဖို့တော့လိုအပ်ပါတယ်အကယ်၍ငွေကတင့်ကိုအေးအေးဆေးဆေးလေးရစ်ပတ်ထားတယ်ဆိုရင်တော့တင့်အပေါ်တကယ်ချစ်မြတ်နိုးမဲ့သူဘဝလက်တွဲပုံမျိုးကိုတွေ့မြင်ရတတ်ပါတယ်ဒါပေမဲ့ငွေကရစ်ပတ်ပြီးခဲဖို့ကြိုးစားတာညှစ်တာမျိုးတွေဆိုရင်တော့အခြေရင်းမှာအဆင်မပြေမှုတွေဒါမှမဟုတ်အတင်းအကျပ်လက်ခံယူရမယ့်အခြေအနေမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်နောက်ထပ်တစ်ခုကတော့ငွေကြိုက်ခံရတဲ့အိမ်မက်မှတ်ခြင်းပါငွေကြိုက်ခံရတာဟာကြောက်စရာကောင်းပေမဲ့လက်တွေ့မှာတော့လက်လာပါရမယ့်နမိတ်လို့ယူဆကြပါတယ်ညာဘက်လက်ကိုကြိုက်မယ်ဆိုရင်မမျော်လင့်ပဲငွေဝင်တတ်ပါတယ်ခြေထောက်ကိုကြိုက်မယ်ဆိုရင်တော့ခရီးဝေးတွေတွားရတတ်ပါတယ်ငွေကြိုက်လို့သွေးထွက်မယ်ဆိုရင်တော့ကန်ဆိုးတာတွေကုံဆုံးပြီးကန်ကောင်းခြင်းတွေရောက်လာတော့မယ်လို့အဓိပ္ပာယ်ရပါတယ်တကယ်လို့အသင်းရဲ့အိမ်မက်တွေကိုငွေကြီးတွေရောက်လာတာဒါမှမဟုတ်အသင်းရဲ့အနားမှာရှိနေတာမျိုးတွေမှတ်ရင်တော့ဒါဟာလူကြီးသူမတွေရဲ့အကူအညီကိုရရှိမှဖြစ်ပြီးယာရုတက်တာလုပ်ငန်းတိုးချဲ့ရတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကတော့လုပ်ငန်းအတွက်ကောင်းကျိုးတွေဖြစ်ပါတယ်အကယ်၍အိမ်မက်ထဲကမွေရဲ့အယောင်ဟာတင့်ရဲ့ကံကြမ္မာအနှိမ့်မြင့်ကိုလည်းအများကြီးဆုံးဖြတ်ပေးပါတယ်တကယ်လို့ရွှေရောင်ဒါမှမဟုတ်အဝါရောင်တွေကိုမြင်မှတ်မိမယ်ဆိုရင်ဒါဟာဓနဥစ္စာလက်လာဘကိုကိုစားပြုပါတယ်စီးပွားရေးလုပ်ငန်းတွေအောင်မြင်မယ်ထိပေါက်လိုမျိုးမမျှော်လင့်တဲ့ကံကောင်းမှုတွေကိုလည်းကြုံရတတ်ပါတယ်အကယ်၍တင်ကငွေဖြူရောင်တွေကိုအိမ်မက်မှတ်မယ်ဆိုရင်တော့စိတ်ချမ်းသာရမယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကောင်းမှုကုသိုလ်တွေလည်းပြုလို့ရတတ်ပါတယ်ဘေးရန်တွေကနေပြီးတော့ကင်းဝေးမဲ့နမိတ်တစ်ခုဆိုရင်လည်းမမှားပါဘူးအကယ်၍တင်ကငွေစိမ်းရောင်တွေကိုမြင်မှတ်မိမယ်ဆိုရင်တော့ကျမ်းမာရေးအတွက်အလွန်ကောင်းမှုပါတယ်ဖျားနာနေတဲ့သူတွေဆိုရင်ပြန်လည်ကျမ်းမာလာမယ်အေးချမ်းတဲ့သတင်းကောင်းတွေကိုလည်းကြားရမှာပါနောက်ဆုံးတစ်ခုကတော့ငွေမဲရောင်တွေကိုမြင်မှတ်တာဖြစ်ပါတယ်ဒါကတော့အနေငယ်သတိထားရပါမယ်လိုဝတ်တဲ့ရန်သူတွေရှိနေတာဒါမှမဟုတ်အသင်းအပေါ်မှာမနာလိုတဲ့သူတွေရှိနေပြီးနောက်ွယ်ကနေတိုက်ခိုက်နေတာမျိုးဖြစ်တတ်ပါတယ်အလုပ်ထဲမှာစကားများရတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ကဘာကျော်စိတ်ပညာရှင်တွေကတော့ငွေအိမ်မက်တွေကိုဒီလိုမျိုးပြောကြပါတယ်ငွေဆိုတဲ့တတ္တဝါဟာအရေကုန်လက်တက်တယ်ဒါကြောင့်သိအိမ်မက်ထဲမှာငွေတွေခဏခဏပါလာတာဟာတင်ဘဝရဲ့အဆင့်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းတော့မယ်အဟောင်းတွေကိုဆွန့်လွတ်ပြီးအသစ်တွေကိုလက်ခံတော့မယ်ဆိုတဲ့သဘောတစ်ခုဖြစ်ပါတယ်သင်ဟာလက်တွေ့ဘဝမှာတစုံတစ်ခုကိုကြောက်ရွံ့နေတာဒါမှမဟုတ်တယောက်ယောက်ကိုပြောပြဖို့ဝင်လေးနေတဲ့လှုပ်ဝက်ချက်မျိုးတွေရှိနေတဲ့အခါမှာငွေအဖြစ်အိမ်မက်ထဲမှာပုံဖော်တတ်ကြပါတယ်စိတ်ပညာရဆိုရင်လည်းငွေဟာစွမ်းအင်နဲ့လိမ်မိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလည်းကိုစားပြုတယ်လို့ဆိုကြပါတယ်အကယ်၍တင်ကငွေတွေအများကြီးဝိုင်းနေတာဒါမှမဟုတ်ငွေကတင့်ကိုရန်မြူတာမျိုးတွေမတ်လို့စိတ်ပူနေမယ်ဆိုရင်တော့မြမရိုးရာအရမကောင်းတဲ့အိမ်မက်မတ်လာပြီဆိုရင်နုံချင်းမှာရေအိုးစီသွားပြီးငါရဲ့အိမ်မက်ဆိုးတွေကိုရေမှာမျောလိုက်ပြီလို့ပြောပြီးရေဆေးချလိုက်ပါဒါမှမဟုတ်ငါလွတ်တာငှက်လွတ်တာဖះမှာပန်းရေချမ်းကတ်လို့ပြီးအမျှဝေပေးတာမျိုးတွေလည်းလုပ်လို့ရပါတယ်ဒါဟာစိတ်ကိုကြည်လင်စေပြီးမကောင်းတဲ့အာဏီတွေတွေကိုရောပါစေပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့အိမ်မက်ဆိုတာဟာသတိပေးချက်တစ်ခုသာဖြစ်ပါတယ်ကံကြမ္မာဆိုတာကိုယ့်ရဲ့လုပ်ရက်ပုံမှာလည်းအများကြီးမှုတည်ပါတယ်ဒါပေမဲ့နမိတ်တွေကိုကြိုပြီးသိထားမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဆင်ခြင်လို့ရပါတယ်မိတ်ဆွေတို့ရောအိမ်မက်ထဲမှာငွေတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထူးထူးဆန်းဆန်းတွေမြင်မှတ်ဖူးလဲဆိုတာကျွန်တော်ရဲ့ comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ်လည်းဒီလိုမျိုးကြောင်းရာတွေဘိုးသူရတွေကိုမျှဝေပြောမှဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ